ကျွန်တော်ဆန္ဒပြတာတော့ဒီဗမာပြည်ကသမ္မတကြီးဦးသိန်းစိန်ဒီနိုင်ငံကိုအလဲပတ်ရောက်နေတယ်ပေါ့လေနော်အဲ့တော့သမ္မတဦးသိန်းစိန်ကအခုအထူးသဖြင့်တော့အနောက်နိုင်ငံတွေကသူကဗမာပြည်ကဒီမိုကရေစီရေးမှာပြုပြင်ပြောင်းလဲလုပ်နေပြီလို့သူတို့ပြောနေကြတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့လက်မခံနိုင်ဘူးလက်မခံနိုင်တဲ့အဓိကအချက်ကဗမာပြည်ရဲ့လက်ရှိနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာဒီမိုကရက်တစ်ဆန်တဲ့အခြေခံဥပဒေမဟုတ်ဘူးဥပမာအဖြစ်ဒီရသားစစ်သားတွေက25ရာခိုင်နှုန်းဒီတိုင်းရွေးကောက်မခံဘဲနဲ့အတလို့ဝင်ထိုင်ထားလိုက်ပြဿနာရှိတယ်။နောက်ဒုတိယတစ်ချက်အနေနဲ့ကတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကကျွန်တော်ဗမာပြည်မှာဒီကနေ့လက်ရှိကြုံတွေ့နေရတဲ့တိုင်းရင်းသားတွေကကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံချက်မပေးဘူး။အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့အဓိကထောက်ပြခြင်း။နောက်တစ်ချက်ကတော့ဗျာဒီကျွန်တော်တို့ခုနထောက်ပြတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကဒီဦးသိန်းစိန်ကသူစစ်ဘိုလ်ဘွားနဲ့တော့ကသူဥဆောင်ပြီးတော့ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေတယ်။အဲ့တော့နောက်တစ်ခါဒီရွေးကောက်ပွဲကိုတက်ခဲ့တဲ့ဟာလည်းနီးမှန်လမ်းမှန်နဲ့တက်ခဲ့တာမဟုတ်ဘူး။အဲ့ဒါကြောင့်မလို့ဒီအချက်တွေကြောင့်မလို့ကျွန်တော်တို့ကဦးသိန်းစိန်ကိုကျွန်တော်တို့ပြည်သူလူထုကရွေးကောက်ထားပါတယ်သမ္မတအဖြစ်နေတော့ကျွန်တော်တို့ကလက်မခံနိုင်ဘူးဒီအတွက်ကြောင့်လည်းကျွန်တော်ဆန္ဒပြတာဖြစ်ပါတယ်Government! Jump for Soya! 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 Uday say Soya! Amara Uday say Soya! Military government! Military government! Military constitution! Military constitution! Stem for the some level in Burma. ကျွန်တော်တို့ကဒီနေ့ဗမာပြည်မှာအပြောင်းလဲဖြစ်တယ်ဆိုတော့ကျွန်တော်လက်မခံနိုင်သေးလို့ကျွန်တော်ဒီမှာလာပြပြီးဆန္ဒပြတာဖြစ်တယ်ပါဟုတ်ပါဘူးဒါကျွန်တော်တို့ကငြိမ်းချမ်းစွာလာပြီးဆန္ဒပြတာပါဒါပေမဲ့ကျွန်တော်တို့ဒီနေ့ပြောရမယ်တိုင်းရင်းသားအခွင့်အရေးတို့လူအခွင့်အရေးတို့ဆိုတော့လည်းမရှိသေးပါဘူးကျွန်တော်တိုင်းပြည်မှာ2008ဖွဲ့စည်းပုံနဲ့ပဲဆက်တော့ပါကျွန်တော်ဗမာပြည်ကနောက်တော့နှစ်ပေါင်း50ဆိုရအောင်ပါပဲရှိအောင်မယ်ကျွန်တော်တို့အခုနှစ်ပေါင်း50ဖြတ်ခဲ့ပြီးဆိုရအောင်ပါဒါမပြောင်းသေးပါဘူးပြောင်းသေးပါသမ္မတကြီးကပဲလွန်ခဲ့တဲ့နှစ်20ကဒီမိုကရေစီလို့ပြောတဲ့လူတွေကိုထောင်ချခဲ့တဲ့အစိုးရဟာဒီနေ့ဒီမိုကရေစီလို့ပြောပြီးရှောက်လည်နေတယ်ဒီနေ့ဟောင်းတဲ့ဆောင်းအောင်တွေလို့တက်ဒီကိုဟောင်းရတဲ့လူဒန်းစားတွေသတ်စားဖို့ကိုယ်ဘုံနိုင်ကခတ်ပြီးမုန်တိုင်းမှာပြောပါဗျာကဘာတိကိုဖန်ပြီး